ဖေအောင်စာရွက်ကြီးနဲ့ဘယ်တော့မလို့လဲ အော်ဒါလားဝီကိုရေးစားဆောက်တော့ပေးမို့လေ ဟာမိန်းကလေးချင်းချင်းကိုကွာ ဟာမင်းကလည်းမိကလေးချစ်ချင်မမပေးရဘူးလို့ဘယ်သူပြောရလဲငါဟာငါချစ်လို့ပေးရလေ အေးပါ ခဏလေးနေပါဝီဟိုကျွန်တော်ဟိုစာဝီကိုစာပေးချင်လို့ သူပေးလိုက်တာ ဟိုကျွန်တော်ပေးရပါ ဘာနေရပေးတယ်ဒီမှာဇူနေရငါ့ကိုဘာမှတ်နေရလဲငါမိန်ကလေးအေးဒါပေမဲ့နေလဲမိန်ကလေးပဲလေလိန်သူချင်းချစ်တာငါမုန်းဆုံးမဲဆိုတာနင်သိလား အဲ့လိုမဟုတ်ပါဘူးဝီကျွန်တော်တကယ်ဝီကိုမြစ်တာ ဘာမြစ်တာလဲဘာမှမကြားချင်ဘူးငါနင့်ကိုသတိပေးလိုက်မယ်ငါ့ကိုစကားလာမပြောနဲ့နင့်မျက်နှာကိုငါမမြင်ချင်ဘူးလာအေးမခံနေပြန်ရအောင် ပြောရဲလိုက်တာဝီအမို့လေချစ်မိတဲ့သူကအရှုံးတမာပဲကိုကျွန်တော်နားလိုက်ပါတယ်